ဒီငါးတွေကချင်းချောက်ခံရတဲ့အခါဖူးတွေပါတဲ့ဘူပေါင်းတစ်ခုလိုချက်ချင်းတင်းကားသွားတတ်ပါတယ်။ဒါကတော့ကော်ဖီငါးပဲဖြစ်ပါတယ်။သူတို့ကအော်စတြေးလျတောင်ပိုင်းကမ်းလွန်ပင်လယ်ပြင်ကအလင်းရောင်နေပါပြီးရှုံနုံနေတဲ့ရေမော်တွေဖုံးလွှမ်းနေတဲ့ပင်လယ်ကျမ်းပြင်မှာနေထိုင်ကြပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ကဝိုင်းဆက်ဆက်နဲ့လေးလံပြီးနားနေချိန်မှာတော့ဖောင်းကားနေတယ်လို့မျိုးဖြစ်နေတတ်ပါတယ်။ဖူးတောင်တူတူလေးတွေနဲ့အတူတစ်တာပုံစံခန္ဓာကိုယ်လေးလည်းရှိပါတယ်။ဒီငါးတွေကချင်းချောက်ခံရပြီဆိုရင်သူတို့ရဲ့ခန္ဓာကိုယ်တွေကိုရေတွေအလင်းမြန်ဆုပ်သွင်းလိုက်ပါတယ်။အဲ့ဒီအခါမှာအစာအိမ်ကကျေပြန့်လာပြီးခန္ဓာကိုယ်ကဖောင်းကားလာကအရေးပြားပေါ်ကဆူးတွေကအပြင်ဘက်ကိုထောင်ထွက်လာပါတယ်။တစ်စက္ကန့်တော့မပြည့်ခင်အချိန်လေးအတွင်းမှာပဲသူ့ရဲ့အရွယ်အစား2ဆကျော်လောက်ကြီးထွားလာနိုင်ပါတယ်။ဒီလိုဖြစ်လာဖို့အတွက်ခန္ဓာကိုယ်ကျေပြန့်လာရုံနဲ့မကပဲထိတ်ချုပ်နိုင်စွမ်းလည်းလိုအပ်ပါတယ်။အတွင်းပိုင်းကပျော်ပြောင်းတဲ့တီရှူးတွေကပြတ်တော့မသွားပဲဆန့်ထွက်ပေးနိုင်တယ်လို့ခန္ဓာကိုယ်အတွင်းကဖိအားကိုလည်းမျှတအောင်ဖြန့်ဝေပေးပါတယ်။ကြွက်သားတွေကတော့ရေတွေကိုအမြန်ဆုပ်ယူတာနဲ့ပြန်ထုတ်တာတွေကိုထိန်းညှိပေးတာကြောင့်ခန္ဓာကိုယ်တိဆောက်ပုံကပုံမပြတ်ပဲတည်ရှိနေတာဖြစ်ပါတယ်။ငပူရင်းငါးတွေနဲ့မတူတာတစ်ခုကတော့သူတို့ကအစိတ်ကိုအသုံးမပြုပဲသူတို့ရဲ့အရွယ်အစားနဲ့ခန္ဓာကိုယ်တိဆောက်ပုံကိုပဲအကာအကွယ်ဖြစ်အသုံးပြုတာဖြစ်ပါတယ်။အမဲလိုက်သတ္တဝါတွေအတွက်တော့ဒါဟာရုတ်တရက်2ဆလောက်ကြီးသွားတဲ့ဘူပေါင်းတစ်ခုကိုမျိုးချဖို့အတွက်စ조사နေရတယ်လို့ပါပဲ။သိငယ်တယ်လို့ထင်ရတဲ့အရာတစ်ခုကချက်ချင်းဆိုသလိုမျိုးချဖို့မဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်သွားပါတယ်။ပင်လယ်ကျမ်းပြင်မှာတော့ရှင်သန်ခြင်းဆိုတာလင်မြန်မှုအပေါ်မှာတင်မူတည်တာမဟုတ်ပဲအသွင်ပြောင်းလဲနိုင်စွမ်းပေါ်မှာလည်းမူတည်နေတာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်